ကချင်ပြည်နယ်မြစ်တနာမြို့မှာအမျိုးသမီးများနဲ့တက်ကြီးရွယ်အိုများကိုပြစ်မှတ်ထား၍ရွှေစဲကျိုးလူရဲမှုများဇက်တိုက်ကျူးလွန်ခဲ့တဲ့လူငယ်၃ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီးထွက်ပြေးသိမ်းရှောင်နေသူများအားဆက်လက်ဖမ်းဆီးနိုင်ရေးအတွက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ2ရက်နေ့ညနေ4:45မိနစ်ခန့်မှာမြစ်တနာမြို့ပေါ်ရှိရပ်ကွက်များအတွင်းနေမြေလက်ကဲဆောင်ရွက်နေတဲ့နေမြေရဲစခန်းမှာနေထိန်အရာရှိဒုရဲအုပ်ရှိန်နောက်ဦးစီးသောအဖွဲ့ဒုရဲအုပ်စီတူကျော်နဲ့ဒုရဲအုပ်တင်ဝင်းထွန်းတို့ဦးစီးသော Pilot Project ဇုံနဲ့ဇုံ3တို့သည်တပ်တွေများနဲ့အတူခေမာသီရိရပ်ကွက်လမ်းသွယ်25ကြား၌ဆိုင်ကယ်3စီးဖြင့်တွာလာနေတဲ့လူငယ်4ဦးကိုမတင်ကားသဖြင့်တားဆီးစစ်ဆေးရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ဆေးနေစဉ်လူငယ်တဦးကဆိုင်ကယ်ဖြင့်ထွက်ပြေးသွားသောကြောင့်ကျော်သက်လွင်ခကျော်ကြီးလိုင်မျိုးထက်ကစင်ကိုမျိုးနဲ့ကျော်သက်တို့3ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မတင်ကားလို့စစ်ဆေးရာကနေဖမ်းမိတာပါ။ဖမ်းဆီးတဲ့သူတွေကိုစစ်ဆေးတော့အဲ့ဒီနေ့လယ်7:45မိနစ်လောက်မှာခေမာသီရိရပ်ကွက်ကပန်းတေးပလီရှိမှာဆိုင်ကယ်ပေါ်ထိုင်နေတဲ့အမျိုးသမီးတယောက်စီကရွှေစဲကျိုးနဲ့ဆွဲတီးကိုလူပြေးသွားတယ်လို့ထွက်ဆိုတယ်လို့အမတ်နစ်ရဲစခန်းမှာတာဝန်ရှိသူတဦးကပြောပါတယ်။ဒါအပြင်၎င်းတို့အဖွဲ့ဟာ2026ခုနှစ်မတ်လမှမေလအတွင်းမြစ်တနာမျိုးရှိကချင်စုရပ်ကွက်တရုတ်စာတင်ကျောင်းအနီးဗလမင်းထင်တရားအောင်မှမန်ခင်ရွှေဆက်သွားလန်ကြောက်ပုံများအနီးစီတောက်ဘူးရပ်ကွက်မြစ်တနာတက္ကသိုလ်ရှစ်ဝဲဘက်လမ်းမပေါ်ကျူမီနာရပ်ကွက်ဝက်ကုံစေအနီးရန်ဘူးရပ်ကွက်ထောက်ခွဲတဲ့အနောက်ဘက်လမ်းကြက်ပုံချန်ရပ်ကွက်မြို့ပတ်လမ်းစင်နကောင်ဖုန်ကြီးကျောင်းအနီးခေမာတီရီရပ်ကွက်ပန်းတေးပလီရှိတို့မှာအမျိုးသမီးများနဲ့တက်ကြီးပိုင်းများအားပြစ်မှတ်ထား၍ရွှေစဲကျိုးများကိုလူယူခဲ့ကြကြောင်းထွက်ဆိုထားတယ်လို့သိရပါတယ်။လူယူရရှိတဲ့ရွှေထည်ပစ္စည်းများကိုမြို့တစ်ကြီးရပ်ကွက်ရှိရွှေဆိုင်တစ်ဆိုင်မှာတွားရောက်ရောင်းချခဲ့ပြီးရရှိတဲ့ငွေများကို၎င်းတို့အဖွဲ့ဝင်များအကြားခွဲဝေသုံးစွဲခဲ့ကြောင်းစစ်ဆေးချက်များအရသိရပါတယ်။ရဲတပ်ဖွဲ့ကအဆိုပါရွှေဆိုင်တို့တွားရောက်စစ်ဆေးရာလူရဲခံရတဲ့ရွှေထည်ပစ္စည်းများကိုဝယ်ယူခဲ့ကြောင်းဆိုင်ပိုင်ရှင်ကဝန်ခံပြောဆိုခဲ့သဖြင့်တပ်တွေများရှေ့မှတင်စီမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာကျော်သက်လွင်ခကျော်ကြီး33နဲ့အဖဦးစန်းလွင်နန်းကွေကျေးရွာနေထိုင်သူလိုင်မျိုးထက်ကစင်ကိုမျိုး25နဲ့အဖဦးဝင်းမောင်နန်းကွေကျေးရွာနေထိုင်သူကျော်သက်30နဲ့အဖဦးမောင်ညွတ်ပမတိဘုံဘောရက်ကွက်နေထိုင်သူတို့အောင်ဥပဒေအရအမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးထွက်ပြေးသိမ်းရှောင်နေသူစင်ကိုဝင်း20နဲ့အဖဦးတင်ဦးနန်းကွေကျေးရွာနေထိုင်သူအောင်ဆက်လက်ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်အထက်တွင်ဖော်ပြထားတဲ့နေရာများ၌ရွှေစဲကျိုးနှင့်ရွှေထည်ပစ္စည်းများလူရက်ခံမှုသူများအနေဖြင့်လည်းမြစ်တနာမြို့အမတ်နစ်နယ်မြေရဲစခန်း၌လာရောက်စုံစမ်းနိုင်ကြောင်းလည်းသိရပါတယ်။